ထည်ချုပ်တယ်ဆိုတာကစက်ချုပ်ပညာရဲ့နဲ့လောက်ကင်နဲ့လုပ်ငန်းတွေကတစ်ခုဖြစ်တယ်လူတွေကသူတို့လောက်ကင်နဲ့လုပ်ငန်းကနေပြီးတော့ငွေများများရချင်ကြတယ်ဒီလိုငွေများများရဖို့အတွက်ဆိုရင်ကိုရောင်းချတဲ့ကုန်စည်ဒါမှမဟုတ်ရင်ဝန်ဆောင်မှုကိုဝယ်ယူတဲ့လူအုပ်စုကများဖို့လိုအပ်တယ်ဒါဆိုရင်လူတွေကဘယ်လိုကုန်စည်ဝန်ဆောင်မှုမျိုးကိုအဝယ်များလဲလူတွေရဲ့ဝယ်ယူမှုကနံပါတ်1လိုအပ်ချက်ရှိရင်ဝယ်ယူတယ်နံပါတ်2ပစ္စည်းရဲ့အရေးအသွေးကောင်းရင်ထက်ခါဝယ်ယူတယ်လူတွေရဲ့လိုအပ်ချက်ကလည်းတစ်ချိန်နဲ့ရှိတာမဟုတ်ဘူးလေချိန်ဖန်များစွာရှိနေတယ်ဥပမာထမင်းစားတာတောင်မှပဲလူတွေကတစ်နေ့ကိုတစ်ချိန်ပဲစားတာမဟုတ်ဘူးအနည်းဆုံး2ချိန်3ချိန်လောက်စားတယ်အဝတ်အထည်ဆိုတာကလူသားတွေအတွက်ဒုတိယအရေးကြီးတဲ့လိုအပ်ချက်ဖြစ်တယ်အထည်ချုပ်တယ်ဆိုတာကလူသားတွေရဲ့ခန္ဓာကိုယ်အလှကိုပိုမိုပေါ်လွင်အောင်ဖန်တီးပေးခြင်းပဲကိုချုပ်လိုက်တဲ့အထည်တိုင်းကဝတ်လိုက်တဲ့ customer ရဲ့အလှကိုပို့ပြီးတော့တိုးစီတယ်လက်ရာကလည်းတက်ရက်တယ်ဆိုရင် customer ကကိုမကိုဖြစ်လာလိမ့်မယ်ဒါချေလျှောက်ပြောတာမဟုတ်ဘူးเนาะချေကိုတိုင်းလောက်ခဲ့တာချေကိုတိုင်း10စုနှစ်တခုကြာအထည်တွေလက်ခံပြီးတော့ချုပ်ခဲ့တယ်အဲ့ဒီအချိန်ကာလတခြားမှာဆိုရင်ချေစီမှာဆိုင်းမုတ်ဆိုတာတော့မရှိဘူးချေကချေနဲ့တိနေတဲ့သူတယောက်ကိုချုပ်ပေးလိုက်တယ်သူကဝတ်ရတာအဆင်ပြေတယ်အဲ့ဒီမှာသူကနေပြီးတော့နောက်တူကိုသူ့မှာတော့ဝတ်ရတာအဆင်ပြေတယ်ပြောရမယ်ဆိုရင် warm mouth ပေါ့ဒီလိုမျိုးပဲတဦးကနေတဦးအဲ့လိုပြောသွားတဲ့အနေအထားတွေကနေပြီးတော့ပဲချဲစီမှာ customer တွေများလာတာဖြစ်တယ်အထည်တွေကလည်းချုပ်မနိုင်လောက်အောင်များလာတာဖြစ်တယ်ဒါကကြတော့အရင်တော့ကခြေလုတ်ခဲ့တဲ့အနေအထားပေါ့နော်အဲ့ဒီအချိန်တော့ကဆိုရင်အခုလိုမျိုး social ခေတ်လည်းမဟုတ်ဘူးအခုဒီအချိန်မှာကကြတော့ကိုကဒီလိုအနေအထားမျိုးလုပ်နေတယ်ကိုရဲ့လက်ရာတွေကတက်ရက်တယ်ကောင်းမွန်တယ် customer တွေရဲ့အကြိုက်ဖြစ်တယ်ဆိုတာကိုဒီလို social ကနေပြီးတော့လုပ်ဆောင်လို့ရတယ်အခုဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေကလည်းကိုတိုင်းအထည်ချုပ်တဲ့သူတယောက်ဖြစ်တယ်အထည်တွေချုပ်တဲ့အခါမှာလည်းအထည်တွေကိုချုပ်မနိုင်လောက်အောင်ပုံကျင်တယ်များကျင်တယ်ဆိုလို့ရှိရင်တော့အပေါ်မှာခြေပြောသွားတဲ့အချက်တွေအတိုင်းကိုလုပ်ကြည့်ပါလို့အကြံပြုပါတယ်ခြေကတော့စက်ချုပ်ပညာရပ်တွေကိုအချိန်တိုအတွင်းမှာလွယ်ကူတဲ့နည်းစနစ်နဲ့အမှန်တကယ်တက်မြောက်အောင်သင်ကြားပေးနေတဲ့ teacher စုဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်